သူရုပ်ရှင်ရဲ့တချို့ဇာတ်ဝင်ခန်းတွေကို Hollywood မှာစားရိုက်တော့သူက director ပြောတဲ့စကားကိုနားမလဲ director ကလည်းသူပြောတဲ့စကားကိုနားမလဲနဲ့စကားပြန်သုံးပြီးအကြိမ်ကြိမ်ပြန်လည်တရုပ်ဆောင်ခဲ့ရပါတယ်။အဲ့ဒီအတွက်ဟာတာဇာတ်ဝင်ခန်းတချို့မှာသူပြောပြချင်တဲ့ပိုရရအောင်လုပ်နိုင်တဲ့ဟာတာနီးတွေကသူ့ကောင်းထဲမှာရှိခဲ့ပေမဲ့ director ကိုသူထောက်မပြောနိုင်ခဲ့ပါဘူး။ဒါဟာသူကအခက်ခဲဆုံးအခိုက်အတန့်လို့ Jackie Chan ကိုယ်တိုင် interview တစ်ခုမှာဝန်ခံခဲ့တာပါ။ဒီတော့သူပါဆက်လုပ်ခဲ့တယ်လေ Nobody hire me. No one hires you. သူက Hollywood မှာကြော်ကြားချင်တယ်သူ့ရဲ့ချင်းက Hollywood ကိုဝင်ဆန့်ကြောင်းပြချင်တယ်ဒါပေမဲ့တကယ်အသားစီကဘာသာစကားဖြစ်နေတော့ Jackie Chan ကသူအင်္ဂလိပ်လိုပြောတတ်မှဖြစ်တော့မယ်ဆိုတာကိုသိသွားပါတယ်အဲ့အတွက်သူလေးလာနိုင်ရင်သူပြောတတ်လာရင်ရိုက်ခွင်ပေါ်မှာပိုအဆင်ပြေနိုင်မယ်ဆိုတဲ့အတွေးလဲသူ့မှာဝင်လာတော့သူစပြီးလေးလာခဲ့တယ်လို့ဆိုပါတယ်စာတင်တယ်လို့မတင်ပဲတကယ်သူတိုင်းပညာတင်တော့ကလူကိုရေကုန်ရေကန်းကိုတင်တော့တာပါဒါကိုသူကနှစ်မြုပ်လေးလာခြင်းလို့နာမည်ပေးထားပါတယ်။ဘယ်ကောလိပ်မှာမှမတင်ပေးနိုင်တဲ့သုံးအားမျိုးနဲ့ဂျက်ကီချန်ကအင်္ဂလိပ်လိုပြောတတ်အောင်ကြည်ပါတော့တယ်။သူဘလို့လေးလာလေ့ကျင့်ခဲ့တယ်လဲဆိုတော့တင်ကြားခြင်းနဲ့ပြန်လည်လေ့ကျင့်ခြင်းကိုလုံးနိုင်ဖို့အင်္ဂလိပ်စာဆရာ၄ယောက်ကိုအလုပ်ခန့်လိုက်ပါတယ်။ပြီးတော့တင်ကြားတာနဲ့လေ့ကျင့်တာကိုတရက်ကို9နာရီကြာအထိပြင်းပြင်းထန်ထန်လုပ်ခဲ့ပါတယ်။သူတင်မဟုတ်ပါဘူး။သူ့ကိုတင်ပေးတဲ့ဆရာ၄ယောက်ကလည်းသူ့ကိုအလဲကျလေ့ကျင့်ပေးဖို့အသင်ရှိပေးခဲ့ရပါတယ်။အဲ့လိုမျိုးတရက်မပြတ်လေ့ကျင့်ပြီးကြိုးစားခဲ့ရပါ You understand? ဆရာကြီးကဂျက်ကီချန်ကိုရေးဖတ်ပြောနားထောင်ဆိုတဲ့နီးလေးနီးနဲ့တင်တဲ့အခါမှာသူဟာရေးဖတ်ပြောတာထက်ကိုနားထောင်ရတာကိုပိုပြီးသဘောကျသူဖြစ်နေတာကိုသူတွေ့သွားပါတယ်။ဘာလို့လဲဆိုတော့တချင်းနားထောင်ရင်အတန်တွေကိုမှတ်ပြီးလေ့လာနိုင်တာကိုသူသဘောကျသွားတာပါ။အဲ့ဒီထဲမှာဂျက်ကီချန်ဟာ American Country Music ကိုအကြိုက်ဆုံးဖြစ်ခဲ့ပါတယ်။ဘာလို့ဆိုစီးချက်နှိမ့်ကွေးပြီးစကလုံးတွေကိုပိုပြီးရှင်းရှင်းလင်းလင်းရွယ်ချက်ရှိအတန်ထွက်လေရှိတာကြောင့်သူ့အတွက်အတန်တွေကိုမှတ်ပြီးလေ့လာဖို့အရန်မခက်ခဲခဲ့ပါဘူး။ပြီးတော့ရုပ်ရှင်နဲ့ TV ဇာတ်လမ်းတွေကိုကြည့်ပြီးတော့သူတို့ပြောတဲ့ဟန်ပန်အမူအရာလေယူလေတိုင်းလိုက်ပြောတာမျိုးကိုလည်းသူလုပ်ခဲ့ပါတယ်။တရက်မှာ